မင်းအောင်ရွာလေးတရွာမှာပေါ့ညာစကလုံးတွေနဲ့မဟုတ်သစ်သားတွေနဲ့စကားပြောင်းနေတဲ့ဂီတပညာရှင်လေးတယောက် အနီးကအကတ်မင်းသမီးလေးတယောက်ကြတော့သူစီးချက်တွေကိုရှာမရဘူးဒီလောက်ကတာတော့မှန်မလားသေးဘူးဂီတတန်စင်ဟာချီနှောင်နဲ့ကြိုးတစ်ချောင်းလိုပဲသူမဟာအတန်နောက်မျောပါသွားတယ်သူမရဲ့ခန္ဓာကိုယ်ဟာလည်းတန်စင်နဲ့အတူတသားရဲစီးဝါးကြိုက်ထွက်လာပါတော့တယ်တယောက်ကတီးသွားနေစကားပြောရေး နောက်တစ်ယောက်ကကကွက်တွေနဲ့ပြန်ဖေတယ်နှစ်ယောက်သားနှလုံးသားချင်းနီးစပ်လာပါတော့တယ် မင်းအိမ်နေနဲ့အတူရွာအလဲမှာပရိသတ်တွေတဖြည်းဖြည်းစီးကားလို့လာပါတယ် မျောနေသူသူမမှာတော့တစုံတစ်ယောက်ရောက်မလာလို့မိုင်နေရှာတယ်ဟောပြောရင်းနဲ့တောင်သူပတ်လားလေးနဲ့ရောက်လာပါပြီ ဒီအချိန်ကစပြီးသူတို့နဲ့အောင်ဟာဂီတပညာရှင်နဲ့အကမင်းသမီးမဟုတ်ကြတော့ပါဘူး လူအများစုကတော့ချစ်သက်မြတ်နိုးမှုကိုစကလုံးတွေနဲ့ဖော်ပြခဲ့ကြပြီမယ် ဒီလူသားနှစ်ဦးမှာတော့သူတို့ရဲ့ချစ်တေးသွားတန်စင်တွေလှပတဲ့ကကြိုးတွေနဲ့သာချစ်ခင်မြတ်နိုးတန်နိုးထားမှုတွေကိုဖော်ပြခဲ့ကြပါတော့တယ်